ဒါလီဇောပါမင်္ဂလာပါကျွန်တော်တို့ဒီနေ့ချင်းဆက်ဆက်လေးနဲ့အလွန်တရာမှစားလို့ကောင်းတဲ့ငမန်းသားကိုရခိုင်ချက်ဘလို့ပုံစံမျိုးလေးချက်စားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူဒီနေ့ဒီဗီဒီယိုလေးမှာချက်စားကြည့်ကြပါမယ်ငမန်းသားအစိမ့်ကိုချက်တယ်ဆိုတာကကျွန်တော်တို့ချိုးပြီးတော့အလွန်တရာမှကိုစားလို့ကောင်းပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်ဖို့အစဉ်သင့်လုပ်ကြပါမယ်ခုဆိုရင်ကျွန်တော်ကတော့စီကိုအရင်ဆုံးသက်ထားပါတယ်စီသက်ထားတဲ့နေရာမှာစီပူလာတာနဲ့ကြက်သွန်ဖြူလေးတွေကိုတခါလေးထည့်ပြီးတော့ထည့်လိုက်ပါမယ်ကြက်သွန်ဖြူကတော့ကျွန်တော်ဓာတ်ပြားလေးတွေရိုက်ပြီးထည့်ထားပါတယ်ပြီးတာနဲ့ဆာစနွဲမုံကိုထည့်ပြီးတော့ကျွန်တော်တို့ဟင်းရှုံမုံပါနည်းနည်းထည့်ထားပါမယ်အဲ့ဒါလေးတွေအကုန်လုံးထည့်ပြီးပြီဆိုတော့ကျွန်တော်တို့ထောင်းထားတဲ့ငရုတ်သီးအစိမ်းကိုထည့်ပါမယ်ငရုတ်သီးအချောင်းနဲ့ချက်ရင်လည်းရပါတယ်ကျွန်တော်ကတော့ငရုတ်သီးအစိမ်းကိုထည့်ပြီးတော့ထားပါတယ်ပြီးတာနဲ့အဲ့ဒီငရုတ်သီးအစိမ်းလေးတွေကိုကျွန်တော်တို့ကြက်လာတဲ့အထိချက်လိုက်ပါမယ်ငရုတ်သီးအစိမ်းလေးတွေနည်းနည်းကြက်လာတာနဲ့ကျွန်တော်တို့ထည့်ပြီးတော့ခြံပြားလေးတွေကိုထည့်ပြီးတော့အပေါ်အောက်လေးသေချာလေးကိုမေပေးထားပါမယ်ဒီနေရာမှာငရုတ်သီးကိုကြက်အောင်ချက်တာကကျွန်တော်ကိုဘိုက်ကိုလုံးဝမနာစေပါဘူးဒါကြောင့်မလို့ငရုတ်သီးကိုကြက်အောင်ချက်ဖို့တော့လိုပါတယ်ငရုတ်သီးလေးတွေကြက်လာပြီဆိုတာနဲ့သေချာစင်အောင်ဆေးထားတဲ့ငမန်းသားလေးတွေကိုထည့်ပြီးတော့ထည့်လိုက်ပါမယ်ငမန်းသားကတော့ဆောက်စနက်နေပြီးတော့ကျွန်တော်တို့ထားပါတယ်အဲ့ဒါကိုထည့်လိုက်ပါတယ်ထည့်ပြီးတော့ကျွန်တော်တို့အပေါ်အောက်လေးအရေးလေးခန်းသွားတဲ့အထိသေချာလေးကိုငွေပေးလိုက်ပါမယ်အရေးလေးနည်းနည်းခန်းလာပြီးငမန်းသားတွေမှာပါလာတဲ့ရေတွေခန်းပြီဆိုတာနဲ့ကျွန်တော်တို့ထည့်ပြီးတော့ရေထည့်ပါမယ်ကျွန်တော်ကတော့ခွက်စစ်တဲ့ရေကိုထည့်ပြီးထည့်ထားပါတယ်ကျွန်တော်တို့ရေထည့်ပြီးပြီဆိုတာနဲ့အဲ့ဒီငမန်းသားအိုးလေးကိုအဖုံးလေးဖုံးပြီးတော့ကျွန်တော်တို့ရေဆူလာတဲ့အထိ9မိနစ်လောက်ချက်ထားလိုက်ပါမယ်โอเค9မိနစ်လောက်ပြည့်တာနဲ့ကျွန်တော်တို့အိုးဖုံးလေးကိုဖွင့်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့အနှင်းလေးကတော့တော်တော်လေးကိုမှုေးနေပါပြီကျွန်တော်တို့အခုလိုပုံစံမျိုးလေးချက်တာကရှူချင်းဆက်လေးနဲ့အလွန်တရာမှကိုစားလို့ကောင်းပါတယ်ကျွန်တော်ကတော့အပွားအငံလေးကိုနည်းနည်းလေးထပ်ပြီးတော့မြည့်ထားပါမယ်ကျွန်တော်အိုးကအပွားအငံလေးတွေအကုန်လုံးအနေတော်ဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့အရေးလေးနည်းနည်းခန့်အောင်ထားပြီးတော့နန်ပင်လေးတွေကိုအပေါ်ကနေခုလိုပုံစံမျိုးလေးအောက်လိုက်ပြီဆိုတာနဲ့အနက်မွှေးလေးနဲ့အလွန်တရာမှစားလို့ကောင်းတဲ့ငမန်းသားရခိုင်ချက်တိုးရပါပြီခုလိုပုံစံမျိုးလေးဆွမ်းအောင်ဒီကျေးပေးတဲ့အတွက်တူတယောက်ရှင်းစီကိုလည်းပဲအထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဘိုင်ဘိုင်